အခန်း6မျက်နှိုးပေါ်ကျင်နာဘက်အားပေးပေါ်နှစ်သိမ့်ဘက်ဝမ်းနေပေါ်ဝမ်းနေဘက်စင်းရဲပေါ်စင်းရဲဘက်ဖြစ်ခဲ့တော့ဇနီးမောင်နှံနီးပါရင်းနှီးတွေ့ကြခဲ့သည့်ချစ်သူတစ်ယောက်ကိုရရဆက်ဆက်ထားပြခဲ့ရအောင်ထိမောင်ပေါ်ဆွဲဆောင်နိုင်ပြီဆိုရင်လေထိုမိန်းကလေးသည်အလွန်တရာမှလာပါပြီလိမ့်မည်တရင်စာတစ်စောင်ကိုနှစ်ဦးအတူကြည့်ကြပြီဆိုရင်လေကျမနဲ့မောင်ဆန္ဒချင်းကွဲလွဲမြဲဖြစ်သည်ကျမကတတိယစာမျက်နှာမှာနိုင်ငံသားသတင်းကိုပထမဦးစွာလှမ်းကြည့်တတ်ပြီးမောင်ကတော့လက်ထက်သတင်းနိုင်ရေးသတင်းများပါသည့်ကြော်ညာကဏ္ဍကိုအလင်းကြည့်လေးရှိသည်မဂ္ဂဇင်းတစ်ခုကိုဖတ်ပြီးဆိုရင်လေမောင်ကကာတွန်းကဏ္ဍကိုအရင်ကြည့်တတ်ပြီးကျမကရုပ်ရှင်ကဏ္ဍကိုအရင်ဦးစွာကြည့်တတ်၏မောင်သည်ရုပ်ရှင်ဂီတဝါသနာကြီးလာသူမဟုတ်အဆိုတော်များ၏အတန်ကိုလည်းနားထောင်ပြီးခွဲခြားတတ်သူမဟုတ်ရုပ်ရှင်မင်းသားမင်းသမီးများကိုလည်းတိတ်မြန်မှန်တမ်းမိသူမဟုတ်ပါတွေ့ကြည့်တော့လေကျမနဲ့မောင်အတွင်တူသည့်အချက်ဟု၍စာချက်ပြင်းခြင်းပေါမုတ်ကြိုက်ခြင်းနှင့်ဖတ်ထုတ်ကြော်ကြိုက်ခြင်းတို့သာဖြစ်လေသည်ဒီမြအဆအဆအရဆန့်ကျင်နေသည့်ကျမတို့နှစ်ဦးအတွက်တသက်တာခွဲခွာရခြင်းသည်တိတ်တော့အံ့ဩစရာမရှိဘူးထင်ပါလေရဲ့သို့တော့မောင်စဉ်းစားကြည့်ဖို့ကောင်းသည်မှာကျမသည်မောင်နှင့်ပတ်သက်လျင်အဆအဆအရာလာရောအလျှော့ပေးခဲ့သည်မဟုတ်ပါလားလက်ဖက်ရည်ဆိုင်မှာယောက်ျားလေးများနှင့်အတူတွဲတောက်တာမောင်မကြိုက်ဘူးဆိုမောင်မပါဘဲနှင့်လက်ဖက်ရည်ဆိုင်သူမသွားရဘူးဆိုကျမမောင်ကိုမလိုက်ရောခဲ့ပြီဘူးလားကျမကြိုက်သည့်လက်ဖက်ရည်ကိုမောင်အတွက်လျှော့ခဲ့ရတာကျမကြိုက်သည့်ရုပ်ရှင်ကားများကိုမောင်အတွက်လျှော့ခဲ့ရတာမောင်မသိတာလည်းမဟုတ်ပါပဲနိတကယ်တော့ကျမနှင့်မောင်၏ဇလန်းတွင်ကျမဘလို့မှမထင်မှတ်တော့တတိယဇက်ကောင်တူဖြုံးကနေပေါ်လာခဲ့ခြင်းကအဓိကအကြောင်းရင်းဖြစ်သည်မောင်ချစ်သူမှာတလောကလုံး၌ကျမတယောက်သာဖြစ်သည်ဟုခိုင်မာစွာယုံကြည်ထားခဲ့သောကျမကိုခြောက်ခြားရိုင်ရွဲ့သွားလောက်အောင်ဖန်တီးလိုက်သူမှာမောင်၏ငယ်ကျေဦးဟုမောင်တို့မျိုးကသတ်မှတ်ထားသည့်မောင်နှင့်ကျမထက်3နှစ်လောက်ငယ်သောချစ်စပွဲမိန်းကလေးတူဖြစ်လေသည်အထက်တန်းကျောင်းသားဘဝကလေးကအသေးလေးလိုက်ခဲ့တာအခုဆိုကောင်မလေးကသူတို့မျိုးကကော်လိပ်မှာကြံနေခဲ့တာမြို့ကိုပြန်ရောက်တိုင်းသူကကောင်မလေးအတန်းကိုသွားပြီးဆောင်တာမောင်ရဲ့ကျမဘယ်နဲ့လုပ်ပြီးရုံရမလဲပြောပါအောင်ကျမသည်မောင်စကားမှလွယ်ပြီးမြည်သူပြောစကားမှမယုံကြည်တတ်သူဖြစ်၏မောင်ကိုဖွင့်ဟမွေးရတော့အောင်ကျမတတိမရှိခဲ့ပါမောင်သည်ဟန်ဆောင်တတ်သူတို့ဖြစ်ခြင်းဖြစ်ပါလိမ့်မည်သို့တော့ပြောင်းလဲညာတတ်သူတော့မဟုတ်ပါအကယ်၍များဟုတ်တယ်ချစ်အဲ့ဒီကောင်မလေးကမောင်ကြီးသားဟုများဝန်ခံလိုက်ရင်မခတ်ပါလားကျမဘလို့မျောလင်းချက်ဖြင့်ဆက်လက်ရည်တည်ရပါမည်လေဒီလိုနှင့်တနေ့ထက်တနေ့မောင်ကိုအရေးတကြီးအကဲခတ်လာသည်မြတစုံတရာတင်ငါမကင်းဖွယ်လဲမတွေ့ခဲ့ရပါမောင်စာအုပ်များကိုကျမအမြဲဖွာနေကြတခါတည်းရန်မောင်လက်ချစာအုပ်ကကျမထက်ပိုပြည့်စုံတတ်သည်မဟုတ်လားရုပ်စွာဆုံးမောင်မှာစာရေးစက်ကူကတခုတလေပင်မရှိခဲ့ပါစာအိတ်ဆိုဝေလာဝေမောင်အင်ဂျီအိတ်ကပ်များတွင်စက်ကူအပိုင်းစာတွေ့လျင်ကျမအမြဲရှာဖွေဖြန့်ကြည့်မိလောက်အောင်မနာလိုစိတ်ပြင်းပြခဲ့ချောင်းမြေသူကိုမစိုးဝင်ခံဖို့ကျမမရှက်ပါတခါတည်းရန်မောင်အိတ်ထဲတွင်ကျမ၏ဇေဝဲစည်းရင်တွေ့သည်တခါတည်းရန်ဘာသာရပ်ဆိုင်ရာအကြံပြမှတ်စုများတွေ့၏တခါတည်းရန်ဘတ်စကားလက်မှတ်တခါတည်းရန်ရုပ်ရှင်လက်မှတ်ထိုမိန်းကလေးနှင့်ပတ်သက်သောသဲလွန်ကြလက်ရချီရာဘာမှမတွေ့ပါသို့တော့ကျမယုံကြည်စိတ်ချစွာနေခဲ့သူတော့မဟုတ်အမြဲတန်တရားဖြင့်မောင်ကိုလည်းဖွင့်မမေးပဲနန်းနန်းညတို့ကြော်ဖြတ်ခဲ့ရ၏တခါတည်းရန်ကျောင်းသင်ခန်းစာနှင့်ပတ်သက်၍ကျမတို့နှစ်ယောက်အမြင်ပွားတတ်ကြသည်မောင်မှတ်သားထားသည့်ချက်လက်များနှင့်ကျမသိမှတ်သည့်အချက်လက်များစံကျင်ဘက်ဖြစ်သောအခါတယောက်နှင့်တယောက်မြည်သူများအလျှော်မပေးဘဲငင်းခုန်တတ်ကြပြီးမောင်ကပင်စိတ်တူသည်တကယ်တမ်းတော့လေမောင်မညံကအလွန်တရာအံ့ဩလောက်အောင်ကောင်းမွန်လာပါသည်မောင်မကြက်ရသေးသောစာနှင့်
ကျမကြက်ပြီးတော့စာဆွေးနွေးကြစေကမူလက်ချအတူတူလိုက်ထားခဲ့လင်ဖြင့်မောင်ကပင်ပို၍မမီတတ်သည်တခါတလေအလောင်းစားပင်လုပ်ကြသည်စိတ်လိုက်လေကဲဘသူသွားမိမလဲအိုးထက်ထဲကြည့်မှာပေါ့လုံမနေနဲ့မရွှေစာထက်ထဲမပါဘူးဆရာဦးစိုးမြင့်ကိုသွားမိမယ်မောင်သည်သူပြောသည့်အတိုင်းဆရာဦးစိုးမြင့်ကိုတင်ကောင်းကင်စား၏ကုသနည်းများအကြောင်းကျမရှိတွင်မိပါသည်နောက်ဆုံးတော့မောင်နိုင်သွားတာပါပဲမောင်ကငါကွဟူသောပုံစံကိုကျမအမြင်ကအောင်လုပ်ပြ၏မရှင်နဲ့တော့မရှင်နဲ့ကိုတို့အုံနောက်ကတိတ်ကောင်းတာနင်ဘယ်တော့ငါကိုနိုင်ဘူးလို့လဲပြောစမ်းမအောင်ပညာတတ်မိန်းကလေးတွေများတိတ်ကြဖို့ကောင်းတယ်ကိုယောက်ျားကိုပြန်ပြီးပခုံးချင်းရှင်ညင်သေးတယ်တော်ပြီငါမိန်းမယူရင်ပညာသိမ့်မတတ်တဲ့မိန်းမပဲယူမှာဒါမှငါကိုယူသေးမှာမောင်းစကားထဲမှာကိုယောက်ျားကိုဟူသည့်အတုံးနှုံနဲ့ပတ်သက်ပြီးကျမစောရကတက်လို့တော့လေနောက်ဆက်တွဲစကားကြောင့်ကျမနင်းနေသည်နာကျင်သွားခဲ့ရဘူးသည်ကျမ၏တန်တရားများပုံမူခိုင်မာလာခဲ့ပြန်လေသည်သို့တော့မောင်ကိုဘာမှမမေးရပြန်မှာမိမြကျမအပေါ်ဤတန်တရားဖုံးလွှမ်းနေသည်နည်းဆိုရင်မောင်မျိုးမှပြန်လာချိန်တိုင်းကျမမောင်ကိုတယူတရတွေ့မိပွေဖက်လျင်ကျမဝမ်းနဲ့အားငယ်တတ်၏မောင်ကျမဟာဘသူလဲရင်ဟူမေးပြီးတော့မိနှခမ်းကိုပြန်ထိန်ချုပ်ထားလိုက်ရလေသည်မမေးပါဘူးတကယ်ဆိုမောင်ပြောပြရမှာပေါ့အစအဆုံးမောင်ရှင်းပြရမှာပါမင်းသမီးနှစ်လက်နဲ့နှစ်ပါးသောထက်တဲ့မင်းသားဟာသူ့ဆက်သူနိုင်အောင်လှပစွာကပြသွားခဲ့လေသည်တိတ်တော့ကိုအထင်မကြီးလေးနဲ့မောင်ကိုကျမချစ်လွန်းတော့မောင်မျက်နှာညှို့မှာကိုမကြည့်ရလွန်းတော့ကျမမောင်ကိုအလျှော့ပေးခဲ့တာကောင်းမလေးကလှလိုက်ရင်မထေဝင်အိုးလှတယ်သူ့လိုပဲတွေ့နွဲ့လေဖြတ်ခနဲ့မျက်နှာညှို့သွားမည်ဖြစ်သောကျမကိုမထေဝင်ကအာနာသလိုဖြစ်သွားလေသည်ဒါပေမဲ့ရုပ်လှတာတခုတည်းနဲ့ဘသူကအိမ်အောင်ပဲရွေးမှလဲနောက်ပြီးနင်းနဲ့သူနဲ့ကြားမှာတန်ရောစင်ကြိုကအထက်တွေများကြီးပါဟဲ့မဟုတ်ဘူးသူစိတ်ကိုငါသိတာပေါ့သူကအလှပသိမ့်မှမောတာနင်ကလည်းမိမပဲဟာသူပါကြိုက်မှန်းသိရင်ကိုယ့်ဘက်ပေါအောင်ယူပေါ့ကျမကစိတ်ဆင်းရဲခြင်းများစွာဖြင့်ငေးငိုင်နေတတ်သည်ကိုပင်မောင်ကမရိပ်မိတတ်ပြန်မှာကျမမျက်နှာမကောင်းရင်တော့သူ့ရဲ့မောစရာစကားများဆိုမိကျမပြုံးရလာလျင်ဘားကိုလိမ့်ဆွဲပြီးစားချက်ခိုင်းမိကဲမောင်ကစီရီလန်အကြောင်းပြောမယ်ချစ်ကစီရီ service ပြောပြကျမငြိမ်သက်စွာမောင်ကိုငေးမောနေခဲ့သည်ချစ်ကျမမောင်ရင်ခွင်မှာမျက်နှာအကွယ်ပြစ်လိုက်တော့အခါမောင်အလန့်တကြားပွေဖက်ထား၏ကျမမျက်နှာကိုမရမကငုံကြည့်ရင်တွတ်မေးပြန်သည်မောင်ကိုမပြောချင်ဘူးလားယင်ချစ်ပါဖြစ်နေတာလေမောင်ကယုံကြည်ရတဲ့လူမဟုတ်လို့မတိုင်ပင်ချင်ဘူးလားနင်ဘာရီစိတ်ပူနေတာလဲစိတ်ပူတာတော့အမှန်ပဲဘလို့မှနေလို့မပြောဘူးဘာများပူပင်စရာရှိလို့လဲကွယ်စာမေးပွဲကြောင့်လားအချိန်တွေများကြီးရှိပါသေးတယ်ဟာနင်ကညံကောင်းသားပဲငါနဲ့နင်စားတူတူကြက်တာဆိုတော့နင်အောင်ရင်ငါအောင်မယ်နင်ကြရင်ငါကြမယ်နောက်ဆုံးကြတော့ရောချစ်သူနဲ့တူကြရတာပြောစရာပေါ့မဟုတ်သေးပါဘူးစာမေးပွဲကိုမပူပါဘူးဟာစာမေးပွဲထပ်ပူပင်စရာချစ်မရှိနေပြီလားဘာလဲမဟုတ်တရုတ်တွေငါကိုလာပြောဦးမယ်မောင်ကကျမနာနာကပ်၍ပြည်သူများလည်းမရှိဘဲနဲ့တိုးကလေးပြောသည်မောင်နဲ့ချစ်နဲ့တကယ်လင်များလူမှမနေခဲ့တာချစ်ကခုတည်းအပြိုမသိဘူးလားချစ်ကိုမောင်မြင်ညာခဲ့တယ်လေနည်းနည်းများအုံနောက်သုံးစမ်းမအောင်ဟာမောပါကွာအယူမမြင်းစီးပြီးအထီးမှန်မှမသိဘူးဆိုတာနင့်လိုကောင်းမလေးမျိုးဖြစ်မှာမောင်မျက်လုံးကချစ်ကျင်နာရိပ်နဲ့ရဲရွှင်ရိပ်တို့ရောဆက်၍အပြစ်ကင်းစွာတောက်ပါမြဲပါလားဖယားကြီးမောင်ကိုကျမဘလို့မှမခွဲနိုင်အောင်ချင်နေမိပါလားဒါလောက်တောင်ဖြစ်လာတာနေအောင်နင်တော့စာမေးပွဲပြီးမှသိမယ်မောင်ကချစ်ဖို့ကောင်းအောင်ကျမအားအံ့ကြိတ်၍ချိန်မောင်း၏စာမေးပွဲအောင်ရင်မောင်ပဲမှာဟောက်ချခြင်းလုပ်မှလေမေးဖို့ခဏအာယူခဲ့သောမိကွန်စာ
ဤမေခွန်းကိုသာမေးဖြစ်သည်အဲ့ဒါလားမသိသေးဘူးမောင်တို့မျိုးမလုပ်ရမလားလို့ချေရောမေးရလေခြင်းဟုစိတ်ထဲမှာအနေငယ်ခံပြင်းသွား၏မသိသေးပါဘူးလေမန္တလေးမှာတော့အတူနေရမှာမဟုတ်ဘူးထင်တယ်တော့ကြမောင်ကမီးမျိုးရရင်အိုးမန္တလေးနေခြင်းရင်နေလို့ရအောင်လုပ်ဖို့လွယ်ပါတယ်မထင်နဲ့မရွှေစာရီမနစ်တုန်းကကြည်ပါလားတေချာပေါက်မန္တလေးတွက်ထားရတဲ့မီးမြုပ်ပါသွားတဲ့လူတွေပုံကြီးပြဒါပါလေဒါကအောင်မစဉ်းစားပါချေရဲ့ချစ်မလို့စေခြင်းတဲ့မြို့ကိုမောင်မလုပ်ဘူးဟုတ်ပြီလားဒီလောက်တောင်ခွဲရမှကြောက်ရင်စာမေးဝဲပြီးတန်းလက်ထက်ကြမယ်နောက်ပြီးမောင်ရင်လိုက်ခဲ့ပြီးတော့အဲ့ဒီကြမှာအပြုတ်ဖြစ်ချင်လို့မရတော့ဘူးနော်အဲ့ဒီအခါကျမောင်ချစ်ကိုမညာနိုင်တော့ဘူးသိလားဟာဘာရီပြောနေမှလည်းမသိဘူးသွားကျမကိုပွေးဖက်ထားသောမောင်သည်ကျမ၏ချစ်သူသားလင်းဖြစ်၏မိသူချစ်သူများမဟုတ်အော်လက်စားတော့စာမွေးပဲပြည့်ရင်ခွဲရမယ့်ရေကိုတွေးပြီးဆိုရင်နေတာကိုအယူမလေးငါးကားဖြင့်ပါများလေလို့စိတ်ပူလိုက်ရတာမောင်မျက်နာသည်အပြစ်ဟူ၍မြူတမုံများမရှိသောချစ်သူ၏စာ၏မျက်နာသာဖြစ်သည်ဒီလိုနှင့်စာအတူကြရင်တခါတရံတယောက်နှင့်တယောက်ချက်ပြီးသားစာရီရှင်းပြရမှရန်ဖြစ်ကြရင်စိတ်ကောက်ကြရင်နောက်ဆုံးနှစ်အပိုင်းခါစာမေးပွဲကိုဖြေဆိုခဲ့ရလေသည်ဘွယ်နှင်းသပင်ခမ်းမဆောင်ထဲမှာခုံနံပါတ်အစဆုံးတပေါင်းတစည်းတည်းဖြေကြရ၍မောင်နှင်းကျမတခန်းစီဖြစ်မှမပူဝင်ရပါဖြေတော့လေမောင်ခုံနံပါတ်ကကျမထက်30ကျော်လောက်နေသဖြင့်မောင်ကကျမ၏လက်ရဖက်တန်းရှေ့ကြကြနေရာတွင်ဖြစ်သည်မောင်သည်စာမေးပွဲတစ်ခုတွင်ရောက်ပြီးဆိုလျှင်တခြားပါစိုးရင်ဖွယ်ရာကိစ္စများကိုမှသတိရတတ်သူမဟုတ်ရုပ်စွာဆုံးကျမဖြေသည်ကိုပင်မောင်လဲမကြည့်ခဲ့ချေစာမေးပွဲပြီးရဲ့အခန်းပြင်ထွက်မှသာဖြေနိုင်လားဟုဝိတရားမပြတ်မေးမြဲဖြစ်သည်ပထမဆုံးဖြေရသောတားဖွားပညာစာမေးပွဲနေ့မှာပင်ကျမစိတ်တဲ့အကြီးအကျယ်ကြာသွား၏မောင်ကြီးငါတော့ကြာပြီဟာကွာမဟုတ်တာဘသူကတော့ဘလောက်ရမှာမို့လဲဘသူမှသိမရကြဘူးအားလုံးတူတူပဲအပုပ်စိတ်ဖြေတယ်မဟုတ်လားဒါပေမဲ့ APH ကလုံးဝမရတာမောင်ရဲ့မကြည့်တဲ့ခေါင်းစဉ်ကြီးကိုဟုတ်ပါပြီလေဘသူမှတော့မနစ်ကမေးပြီးသားကိုစစ်စစ်ဆက်ဆက်ကြည့်တာမဟုတ်ပါဘူးမှတ်မိတဲ့လောက်ဖြေကြတာပါပဲဒါပေမဲ့မောင်ကမှတ်မိတယ်ငါကမမှတ်မိဘူးအလကားတသက်စိတ်ဆင်းရဲအောင်ချစ်ရဲ့အဆောင်မှာမေးကြည့်ကြမှာ10ပုတ်လုံးဖြေနိုင်တဲ့လူရှိရင်မောင်လည်းပင်ဖြစ်ပစ်လိုက်3-4ပုတ်ဖြေနိုင်ရတာပဲနောက်ပြီးမနှက်ပြန်ခိုင်းနေရှိသေးတယ်လေနှစ်ခုပေါင်းပြီးမှအမှတ်ပေးတာဥစ္စာတော့ကြစိတ်တက်ကြပြီးစာချက်မရပဲဖြစ်သွားမယ်နော်အစားကလေးကနင်က off state မရဘူးလေခိုင်းနေကြပိုင်နေမဟုတ်လား10ပုတ်လုံးရအောင်ကြက်မယ်ကွာ CA service ကြက်မယ်ကွာအဲ့ဒါချင်းနေပါမှာ uterus ရဲ့ blood supply ကိုကြက်မယ်ကွာ prolapse of uterus ကြက်မယ်ကွာအဲ့ဒါဒီအားလုံးတို့နှစ်ယောက်ကြက်ပြီးသားပြန်တွေ့ရုံပဲကဲလာအဆောင်မပြန်နဲ့မောင်ရင်လိုက်ခဲ့မောင်ရင်ကတိတ်ဆိတ်တယ်ခဏအိတ်လိုက်ရအောင်ညနေကျမှအိတ်ရထားပြီးကြက်မယ်တညလုံးကြက်မယ်ဟုတ်ပြီလားမောင်ကစာရှင်းပြရာတွင်သာတော်သည်မဟုတ်အားပေးကောင်းသူတူလည်းဖြစ်သည်ထိုညကစိတ်ဓာတ်ကျနေသောကျမကိုမောင်သည်ကျင်နာယူရစွာဆောင်ခေါ်၍စာချက်ပေးခဲ့သည်စာမေးပွဲညများတွင်မောင်ရင်ကဝေလွန်သဖြင့်ကျမတို့ကျောင်းဆောင်သို့သွား၍စာချက်ကြမြဲဖြစ်လေသည်ညင်ဦးပိုင်းကစာ၍2နာရီ3နာရီထိ tabs ကြိုမေးခွန်းများတဖွဲဖွဲရောက်လာသည်မိမိပြန်မနှွေရသေးသောမေးခွန်းကောင်းစဉ်များကိုတွေ့လျင်မောင်သည်နှစ်ဖူးပေါ်လက်ဝါးဖြင့်ဖြတ်ခနဲရိုက်လျက်သေးလိုက်ပါတော့ကွာဟုလွတ်ခနဲညီညွတ်တတ်၏မျက်နှာငယ်နေမည်ဖြစ်သောကျမကိုအကဲခတ်မိသောအခါကြပြန်တော့လေမောင်အားတင်းပြန်လေသည်လွယ်ပါတယ်ကဲချစ်ကဒီဟာချက်ဒါကလွယ်တယ်မောင်ကဒါချက်မယ်ဒါကနည်းနည်းရှုပ်တယ်နိုင်ရွယ်ပဲချိန်ရမယ်ပြန်ပြောရအောင်ဟုတ်လားလက်ဖက်ရည်ဖန်စိန်ကိုတောက်လိုက်အဆောင်ကညီမလေးများလာပြီးတော့လက်ဖက်တော့ရှောက်သီးတုံများစားလိုက်စိုးရင်ထိတ်လန့်စွာရင်တထိတ်ထိတ်ခုန်ခဲ့ရသောစာမီဝဲညများကိုခက်ခဲစွာကြော်ဖြတ်ခဲ့ရသည်နနက်9နာရီခွဲထိ MCQ မေးခွန်းအတွက်တခုမှမကြည့်ရသည်ကျမကထိတ်လန့်တကြားငိုချင်လာပြီမောင်ကအားပေးနှစ်သိမ့်သည်ချစ်သွားအဆောင်ပြန်မျက်နှာသည့်တနခါလေး
နိုင်ရွက်ချင်းပေးမယ်8နိုင်မထိုးခင်ပြန်လာ MCQ မေးခွန်းကြည့်ရမယ်ဂိုင်းနီ MCQ ကတိတ်လွယ်တာကွာသွားအဆောင်ပြန်ရောက်တော့အခါမျက်နှာတည်ယုံသာကျမကိုယ်တိုင်လှုပ်လို့ရသည်အင်ဂျင်မိဘူးတိုက်တာကအစကျမလုံးထွေးပြန်ယူလာသောဆောင်းများခောက်တာကအစတနခါသွေးသည်ထိအဆောင်ကနက်နက်စာကိုယူပေးသည်ထိတခန်းထဲနေသောအတန်းငယ်ညီမငယ်လေးများကအားလုံးလုပ်ပေးသွား၏ခောက်ဆွဲတော့ပေါင်မုတ်ကျော်စသဖြင့်ကိုပိုင်အစားတောင်များကိုလည်းသူတို့ကပင်စီစဉ်ပေးလေသည်စေတက်ကတူ၏ချစ်စရာကောင်းသောအမှုအကျင့်များဖြစ်ပါသည်တခါတရံကြက်ရမီစာတွေကများပြီးမိမိနှင့်အလွန်စိမ့်သောစာများဆိုရင်15မိနစ်လောက်နှင့်အုံနောက်ထဲရောက်အောင်မြည်သူများမသွင်းနိုင်ထိုအခါအတန်းငယ်ညီမများညီများအလုံးတင်ဆရာဝန်ဖြစ်နေသောအမများအကိုများကခေါင်းစဉ်တည်တည်ခွဲဝေယူ၍ကိုစားကြက်မှတ်ပေးရင်အရေးကြီးချက်များမှတ်မိအောင်ပြန်လဲပြောပြပေးရလေသည်ကျမတို့စာမေးပွဲရှိရင်သူတို့လည်းမအိတ်ကြရပါ tip ဆောင်ရသည်ကူရသည်ကျမတို့ကအဆောင်မှမရှိသောကြောင့်ကျမတို့စာချက်ရာကျောင်းစာသင်ခန်းပေါ်ထိအပြေးလွှာလာ၍မိကွန်ပေးရသည်မိန်းကလေးဆောင်နှင့်ယောက်ျားလေးဆောင်ပြင်ကျောင်းဝင်းထဲမှစာကြည့်လိုက်စာသင်ခန်းများတွင်တညလုံးပေါက်တဝုံဝုံတတိုင်းတိုင်းစုညံစွာပြေးလာ၍အတီးပေးလိုက်တတွတ်တွတ်ချက်မှတ်လိုက်ဖြင့်နောက်ဆုံးနှစ်အပိုင်းခါစာမေးပွဲသည်အလွန်တရာပင်ပန်း၍သွေးပြတ်ဖွယ်ရာစာမေးပွဲဖြစ်ခဲ့သည်စေပညာဘာသာရဲ့ပထမပိုင်းဖြေဆိုရသောနေ့တွင်မောင်ကိုကျမရှင်းပြသောသင်ခန်းစာများစာမေးပွဲ၌ပါသောကြောင့်ကျမနှင်းငယ်စိတ်အေးရတော့လေမောင်ကမဖြေနိုင်မြန်ပါဟာကွာတေးဖို့ပဲကောင်းတော့တာပဲဒါတွေကိုကြက်ပြီးသားမေ့ကြံနေခဲ့တာကြာပြီကွာဒီတစ်ခါမှတကယ်ကြတာအိုးမဟုတ်တာမောင်ကလည်းမောင်ဒီလောက်ဖြေနိုင်တာဘယ်မှာဖြေနိုင်လို့လဲမိုင်ခါရီရဲ့အင်ဖာတစ်ခုပဲကိုရတာလေဒီတစ်ပုတ်လည်းမရဘူးဒါလည်းမရဘူး6ပုတ်ဖြေနိုင်ရင်တော့ရောပေါ့ solid 2ပုတ်ရတယ်မဟုတ်လားဒါဆို grade 4တောင်ရအောင်မယ်ဒီမှာကြည့်ဒါက6မှတ်ဒါက9မှတ်မောင်ကစိတ်ညစ်ညစ်ဖြင့်ရဲမောသည်ဟုတ်ပါကွာနေအမှတ်ပေးသလိုသာရရင်တော့အိုးဒါတော့မောင်ကရောင်းတက်လွန်းလွန်းရှော့ထားရတာမက်ဒီဆင်ကလူတိုင်းရတာမဟုတ်တော့မောင်လည်းမရတာမဆန်းပါဘူးအမအပုတ်စိတ်ဖြစ်ရင်တော့အမှတ်ပေးကြရအောင်ပါကြားတဲ့လူတိုင်းသာချပြရရင်တတန်းလုံးအောင်မှာမဟုတ်ဘူးစိတ်မပူစမ်းနဲ့မောင်ဘတ်ဆိုင်ကမှဒီကပဲဘတ်ဆိုင်ကြနေရင်သာရေးဖြေမှတ်လို့တာတဲဟုတ်ပါလားဒါဆိုရင်တော့မောင်တို့အောင်ရကြည့်သေးရဲ့အမလေးအောင်မမပူနဲ့တယောက်နဲ့တယောက်တလှည့်စီအားပေးရင်ရေးဖြေစာမေးပွဲပြီးခဲ့သည်စေယုံမှလက်တွေစာမေးပွဲဖြေကြရတော့အခါမောင်နှင်းကျမခုံနံဘက်ဝေးသွားသောကြောင့်အုပ်စုကွဲသွားခဲ့ပါသည်ပထမဆုံးနေ့၌ကျမကတားဖွာမိရဖြေရပြီးမောင်ကခွဲစိတ်ကူပညာဖြေရ၏မောင်သည်စေယုံလိုသွားကြရခါနီးတော့ချစ်နေမကြောက်နဲ့နော်ရဲရဲရင်ရင်ဖြေနင်ကမျက်နှာထားတိတ်ကောင်းတာပါဟုအားပေး၏ကျမကငိုမလို့မျက်နှာထားနှင့်ကြောက်လိုက်တာမောင်ရဲ့ငါတော့ဒုက္ခရောက်တော့မယ်ဟုတိုင်တင်ကြီးညူနေမြဲဖြစ်၏မကြောက်စမ်းနဲ့ဘသူမှအားလုံးပိုင်တယ်လို့မရှိဘူးနင်မကြောက်တဲ့ဆရာနဲ့ဖြေရပါစေလို့ဆုတောင်းလွယ်တဲ့ကိစ္စရပါစေလို့ဆုတောင်းမောင်ဆုတောင်းရင်ပြည်တယ်စောစောကမောင်ချစ်တော့ပါဆုတောင်းပေးလိုက်တယ် ops မှာ normal pupillian ရလိမ့်မယ်ခိုင်းနေကြတော့ myoma you trusted မောင်ကအဲ့ဒါလိုချစ်ဖို့ကောင်းတာဒါပေမဲ့မောင် normal pupillian မှာကိုပဲ first para ရပါစေလို့မောင်ဆုတောင်းပေးအောင်နော်တော်ကြအရင်ကိုဝင်နေများကြီးနဲ့ပြက်ကြတာတို့အသေးမွေးတာတို့ရှုံနေရင်ချစ်အချင်းရမှာမဟုတ်ဘူးသိလိုက်စမ်းပါကွာအဲ့ဒီလောက်အပြင်းထူရသလားမိချစ်ရဲ့မောင်ရင်မော်တန်ကြောင့်တဒိန်းဒိန်းဆူညံနေသောရင်ခုန်တန်တို့ကိုပင်မေးရော်ထားနိုင်ခဲ့ပြီသည်နင်ကြဆူတောင်းပေးရတယ်ငါလည်းဆူတောင်းပေးအောင်အိုးညကလေးကမောင်အတွက်ဆူတောင်းပေးထားတာမောင်ဆရာဥပ္ပူနီနဲ့ပဲဖြေရမှာကိုဆရာနဲ့ကိုဘယ်လောက်ကောင်းလဲနောက်ပြီး DUPS ဆရာမှာမြတ်စွာဘုရား DUPS ကလွယ်တယ်လို့နဲ့ discussion သိခတ်တာအမေမောင်ပိုင်ရဲ့သားနဲ့အေးပါ auto case မရရင်ပြီးတာပဲတကယ်တမ်းဖြေပြီးသည့်အခါကျမရောမောင်ရောနှစ်ယောက်လုံးတစ်ဘာသာစီကြားကြ၏ကြတော့ဘာသာများလည်းမတူကြပါကျမက
တားခွနှင့်မိရဲ့ယောဂကြပြီးမောင်ကကလေးစေပညာကြ၏မောင်စာမေးပွဲကြသည်ကိုအားလုံးအံ့ဩကြလေသည်ကျမသည်မောင်နှင့်မန္တလေးတစ်မြို့တွင်တစည်းရုံနဲ့6လအတူဆက်လက်နေရမည်ဖြစ်ပါလျက်ဝမ်းမသာနိုင်ပါမောင်ကိုတနာသောကြောင့်ဖြစ်ပါသည်ရီဇက်အောက်သောအခါမောင်မျက်နှာမှာငိုမလို့ရဲမလို့ဖြစ်နေသည်မောင်လွန်ကြောက်ခဲ့သောစေပညာအောင်၍အလွန်လွယ်ကူသောကလေးစေပညာကြသည်ဆိုတော့မောင်ဦးကြောင်ဖြစ်သွား၏တတနဲ့တကူစာမေးပွဲမကြဘူးတော့ဘလူနီယာမှန်းမသိအောင်စိတ်ဓာတ်ကြသွားတာပဲတိတ်မငြင်းညူတတ်သောမောင်ကကျမကိုရင်ဖွင့်ခဲ့သည်ထိုအခါပထမနှစ်တုန်းကခြေလွတ်လက်လွတ်တစ်ခါကြဘူးခဲ့သောကျမကမောင်ကိုနှစ်သိမ့်ခဲ့ရလေသည်ပထမ3-4ရက်မောင်ဆောက်တီးရမရအောင်ဖြစ်ခဲ့၏မောင်ကိုကျမဂီတာတီး၍ချော်သိပ်သည်မောင်နှင့်အတူဖဲချက်များကိုပေးရှင်ကစားနည်းဖြင့်ကစားသည်မောင်ရက်တောက်ဖို့ကြက်အချောက်ကြော်ပေးသည်ချက်သားတုပ်လုပ်ပေးသည်အိုးဘရန်ဒီပလင်းပြားလေးကိုမောင်နှင့်အတူလိုက်ဝဲကြသည်ရုပ်ရှင်ပွဲဆက်ကြည့်ကြသည်နောက်တော့မောင်လဲသူ့မြို့သူပြန်၍ကျမလဲကျမမြို့သူပြန်သွားကြ၏ကျမကကြောင်းဖွင့်ပြီးပြန်လာတော့လဲမောင်ကတော်တော်နှင်းပြန်မလာပါမောင်တို့ကလေးစေယုံဖွဲ့သားများတွင်မောင်တယောက်သာလူတော့၍ဌာနမှူးတော်သိန်းကြီးကမေးလာပြီမောင်ကအကျိုးကြောင့်လေးမျှပင်စာမရေးချေကျမနဲ့ကျင်တော်ရိပ်မိပါသည်မောင်သည်ငယ်ချေဦးနှင့်ခွဲခွာဖို့ခံနေလိမ့်မည်ဆိုတာသို့တော်မတတ်နိုင်ပါကျမမောင်ထံကျင်းနှံ့ရ၍ခေါ်လိုက်ရပါသည်ကျမမောင်ပေါ်ထားသည့်စေတနာကိုမောင်နားလည်နိုင်မှာပါကျမ၏ကျင်းနှံ့စာသည်မောင်နှင့်မောင်မိန်ကလေးတူရှိနေစဉ်ရောက်သွားခဲ့ပါလျင်ထိုမိန်ကလေးကလည်းဘာမှသိမထားသူဆိုရင်ကျမကြောင့်မောင်တို့နှစ်ယောက်စိတ်မစင်းရဲစေလိုပါထို့ကြောင့်မောင်နာမည်ကိုရှေ့ကကိုတက်၍သာရေးလိုက်ပါသည်စာတင်နာ2ပတ်ရှိပြီအမြန်ပြန်လာပါဟု၍ရေးပြီးကျင်းနှံ့ရိုက်သူနေရာ၌ကျမနာမည်ပင်မရေးပဲမောင်တငယ်ချင်းယောက်ျားလေးတယောက်နာမည်ကိုအလွယ်သုံးစားလုပ်လိုက်ရလေသည်ကျမနှင့်ပတ်သက်၍မောင်စိတ်မစင်းရဲရအောင်ဂုံတိတ်ခါမညှိုးနှံ့ရအောင်အတက်နိုင်ဆုံးထိမ့်သိမ့်ခဲ့ပါသည်မောင်ပြန်ရောက်သောအခါမောင်မျက်နှာကိုအမြဲအရေးကြည့်နေသောမိန်းမပြီးမောင်၏တန်ရောစင်များထိုမိန်းကလေးထံတွင်တော်တော်များများရစ်တွေကြံရိတ်ခဲ့ကြောင်းဝမ်းနှင့်ထိတ်လန့်စွာရိပ်မိလိုက်တော်သည်ဒုတိယနှစ်စာသစ်နှင့်ကုံဆုံးချိန်မှစ၍နောက်ဆုံးနှစ်ပိုင်းခါထိလက်တွဲမဖြတ်ပဲတယောက်ကိုတယောက်ဖေးမဆောင်ခေါ်ရင်ညနိုးဖို့ကျင်နာဘက်အားပေးဖို့နှစ်သိမ့်ဘက်ဝမ်းနေဖို့ဝမ်းနေဘက်စင်းရဲဖို့စင်းရဲဘက်ဖြစ်ခဲ့သောဇနီးမောင်နှံနီးပါရင်းနှီးတွေ့တာခဲ့သည့်ချစ်သူတယောက်ကိုရရဆက်ဆက်ထားပစ်ခဲ့ရအောင်ထိမောင်ပေါ်ဆွဲဆောင်နိုင်ပြီဆိုရင်လည်းထိုမိန်ကလေးသည်အလွန်တရာမှလှပပေလိမ့်မည်အနှဲငယ်ပြစ်လုပ်လိုက်မိလျင်ပင်ဒေါသတကြီးအောင်ငေါက်ပြသည့်အထိမောင်ကျမပေါ်စိတ်တူခဲ့သောအခါကျမတယောက်သေးသာဒိုးတိတ်စွာမျက်ရည်ကျခဲ့ရ၏ကျမအလုံးစုံရိပ်မိနေမှန်းမောင်နှဲငယ်များမသိစေရပါတခါတလေကျမနှင့်မောင်တကယ်နဲ့အိပ်ပြီးမောင်ထံမှပင်သက်ရှိုက်တမ်းများစွာကြားခဲ့ရတတ်သည်မောင်ကိုနှမ်းရှိုက်၍6မိရန်ကြိုးစားတိုင်းမောင်ကအနှဲငယ်တုံရင်စွာတအားတင်းကျပ်နေအောင်ဖတ်လေသည်နေ့လေကမောင်စိတ်တွေဘာဖြစ်နေမှမသိဘူးချစ်ကိုစိတ်ဆိုးလို့မဟုတ်ပါဘူးမောင်ကိုခွင့်လွှတ်နော်ကျမမျက်နှာကိုနေရမလတ်အောင်စိတ်ရှည်လက်ရှည်နှမ်းရှိုက်လာသောမောင်သည်ကျမအားကျမဟူ၍မြင်အောင်ပါရဲ့လားမောင်ကိုခွင့်လွှတ်ရအောင်မောင်မှာဘာအပြစ်မှမရှိပါဘူးကွယ်ကျမစိတ်ဆင်းရဲစွာမောင်ရင်ခွေမှဒိုးဝင်နေတတ်ခဲ့သည်ဘယ်အချိန်များမောင်နှင့်ခွဲရပါမလဲစိတ်အားငယ်တတ်ပူပန်တက်လွန်း၍မကြာခဏမျက်ရည်ကျသည်ကိုမောင်ကိုမျက်ရည်ခံထိုးသည်ဟုမောင်ထင်မှတ်မှမည်ဆိုရင်တော့ကြောင့်မောင်ကွယ်ရမှသာငိုခဲ့ရ၏တခါတရံညတရီနုတွင်မောင်မျက်နှာကိုကြည့်မဝနိုင်ပဲငေးမောနေမိတတ်ပြန်သည်ကျမကိုထားရစ်ခဲ့လိမ့်မည်ဟုမတွေးရရတွေးမိတိုင်းမောင်ကျင်နာရည်ရမှုများကိုမယုံကြည်နိုင်အောင်ဖြစ်ခဲ့ရ၏ကျမအားတကယ်ကိုညှတာစွာဆက်ဆံခဲ့သည်မောင်ကျမအားယခုထက်ထိအပြုံငယ်လေးတစ်ယောက်ဖြစ်တက်နိုင်သည်များတော့ထိမ့်သိမ့်ခဲ့သောမောင်သည်ကျ
မအပြင်အခြားမိန်းကလေးတစ်ယောက်ကိုဘယ်တော့မှလက်သွဲသွားလိမ့်မည်မဟုတ်စိတ်ရငယ်မှုနှင့်မိမိဘာသာစိတ်ဖြေသိမ့်မှုတို့ကိုတလဲစီခံစားရင်းတရေနှုတ်ခဲ့သောညပေါင်းများစွာသည်မကုံဆုံးနိုင်အောင်ရှည်လျားလာ၏မောင်ဘေးမှထိုင်၍မောင်သက်ရှူတံကိုနားထောင်ရင်းဖွာဆန်ကျဲ၍နှစ်ဖူးပေါ်ဝဲကျနေသောသပင်တို့ကိုမချစ်မရဲလက်ဖြင့်ထိတို့ဖယ်ရှားပြီးရင်လုံးချွန်သောနှာရန်ထိပ်ဖျားလေးကိုကျမနှကန်းနှင့်မထီတထီစော်ကစားရင်ပူပင်သောကများတရိပ်ရိပ်တက်လာသောတချို့ညများတွင်ဖြုံငနေအိယာမှထားကဂီတာကိုဆွဲလျက်အိမ်ရှိဝရဏလေးစီသို့သွားထိုင်ရင်ဂီတာတီးနေလိုက်မိ၏အနှဲငယ်ကျဲတောင်၍မောင်နိုးသားမှစိုးမိလျင်တော့ခြံဝင်းပြင်ထွက်၍အိမ်ရှိကတရားဖြူလေးပေါ်မှာပေါ့ပလဲဤဘလူးကောင်းတဲ့မင်းသားကိုတခါစူတီးမိသောညကကျမမောင်ကိုတိတ်တိတ်လေးပြန်၍အာနာသွားခဲ့ဘူးသည်မိမသားလေးမှုကြိတ်ခံစားပါရဲ့ငိုချင်တာတော့ဖုံးကဝက်ခါရဲ့ညာနေတာကိုတည်ရသားနဲ့ကွယ်မင်းသားလေးလိုမထင်ထားပါရဲ့ငါလေးမြင်နိုင်ရင်နင့်ကိုပြချင်တယ်ငါရင်နဲ့ဘလောက်တော်များကြိတ်ခံစားတာနင်းလေးရက်ဆက်တာများပြီငါလေးဖြစ်နိုင်ရင်ဝေးကိုပြေးချင်တယ်ခက်တာကငါစိတ်လေးမပြတ်နိုင်သေးတာငါတော့ချစ်မိတာမှားပြီမင်းသားလေးလိုမထင်ထားသူကြီးလိမ့်နေညာတယ်အချစ်ကိုကစားတယ်မဟုတ်ပါမောင်ကိုဘလို့မှမထင်ရပါမောင်ဒီကျမအတွက်တော့တကယ်မင်းသားလေးပါနောက်ဆုံးကြမှာဘလူးဆိုင်ထွက်လင်တော့မသိဘူးပေါ့လေဒီအချိန်ထိတော့မောင်ဒီကျမတူဦးဒီသာရှိတကယ်တော့ကျင်နာယူရဆဲဖြစ်သည်ကိုနေဝင်းဤလွမ်းရိပ်ခက်ခက်ကိုတော့ခော့များကိုအလွတ်မရပဲအဲ့ဒီတုန်းကစာအုပ်နှင့်တိုက်၍တီးရဆဲဖြစ်သည်တခါတရံတရားဖြူလေးပေါ်၌ဤသချင်းလေးကိုတီးလင်ကမောက်ကမာရီဖြစ်ပြီးအစအဆုံးတခါတည်းတီးမရတတ်ပဲကျမသာလင်မျက်ရည်ကြရစမြဲတီးမင်းဘဝလူပြေမတူပြောမယ်မတားရက်ပါမငဲနဲ့နေပါစေအရှုံးနဲ့ကံအားကိုမရတဲ့အခါကိုဟာမင်းကိုအရာရာပုံခဲ့တယ်အလံဝေလို့ပြေးထွက်သွားသူရဲ့တကယ်တော့ပြက်ပြက်သားသားရေးမစိုးဝင်ချင်းမှာကျမတက်တီကြောင်လုံးလိုပဲလားမောင်ကိုငဲညာလုံးရွေပဲလားသို့မဟုတ်မောင်ဟာငါလိုမိန်းမမျိုးကိုဘယ်တော့မှပြစ်တော့မှမဟုတ်ပါဘူးဟူသောကိုယုံကြည်စိတ်ချလွန်းခြင်းလောင်ပဲလားမသိနိုင်ပါနောက်ဆုံးချိန်ထိမောင်ဘာမှမရိပ်မိပဲမောင်ဘေးမှာလိုက်ပါစမြဲဖြစ်ခဲ့၏မောင်လည်းပညာတတ်ယောက်ျားတစ်ယောက်ပဲမောင်လည်းသိချစ်တတ်တဲ့လူငယ်တစ်ယောက်ပဲမောင်နှလုံးသားနဲ့မောင်အုံနောက်ကိုမြည်သူ၏အကြက်ကိုင်းမှုမျက်ရည်ခံထိုးမှုကြောင့်မှမဟုတ်ပဲလွတ်လပ်စွာမောင်ဆုံးဖြတ်ပါစေမှားယွင်းသောလာရောက်မှုတစ်ခုဖြင့်လောင်းကြီးများလွန်သောကစားပွဲတစ်ခုပေါ်မှာအရှုံးကိုဆောင်မြော်သောကျမ၏ဘဝမှာမြည်မြအံ့ပွဲကောင်းလိုက်ပါသည်ကျမတို့အဆိုးရဆုံးသောကာလတစ်ခုသည်မကြာမီပင်ရောက်လာခဲ့၏တရက်ညနေ4 နာရီချိန်မောင်အိမ်သို့ကျမရောက်သွားသောအခါတောခတ်ထားသောအိမ်တကားကိုတွေ့ရသည်ညနေတိုင်းကျမနှင့်မောင်ထမင်းတူမစားခဲ့သည်မှာကျမစာမေးပွဲကြား၍အပြင်ပေါ်တာဆောင်ပြောင်းကလေးကဖြစ်သည်တောခတ်ထားခြင်းအလွန်ရှားပါသောကြောင့်ကျမစိတ်တွင်ထင်သွား၏သို့သောကျမတို့တယောက်လျင်တော့တစ်ချောင်းစီရှိသောကြောင့်အိမ်တကားကိုတော့ဖြင့်ဖွင့်ဝင်ရသည်မှာဤချိန်သည်ပထမဆုံးမဟုတ်အခန်းထဲရောက်တော့ဂီတာကျိုးများကြားတွင်ညှက်ထားသောစာတစ်စောင်ချစ်မောင်နှမျိုးကဧည့်သည်တွေရောက်နေလို့မောင်တွေ့ဖို့ခဏသွားတယ်မောင်8 နာရီမတိုင်မီပြန်လာမယ်ဒါပေမဲ့ထမင်းစားပြမယ်မထင်ဘူးချစ်စားနေမှာမောင်ပြန်လာမှချစ်ကိုအိမ်ပြန်ပို့ပေးမယ်ချစ်ရဲ့မောင်နဲ့မောင်ဒီကျမနဲ့ရင်းနေသည့်4-5 နှစ်ကာလအတွင်းဧည့်သည်သွားကြိုပြန်ဖို့သွားတွေ့ခြင်းဟူသောလောကဝတ္တရားများကိုဘယ်တော့မှမျှပြည့်မှုဘူးသူမဟုတ်မှန်းကျမသိတာပေါ့အဲ့ဒီကလေးကကျမသိလိုက်ပြီဧည့်သည်မှာတာမန်ဧည့်သည်မဟုတ်နိုင်ကျမရှက်လဲရှက်ဒေါသလဲထွက်ပြီးချက်ချင်းအိမ်ပြန်ဖို့စိတ်ကူးလိုက်သည်၏သို့ပေမဲ့ကျမစိတ်ကိုပြန်ထိန်လိုက်သည်ကောင်းပြီတန်နိုင်သမျှမောင်လိုတိုင်းဖြစ်စေရမည်မောင်ကစောင့်စီခြင်းသည်မဟုတ်လားကျမစောင့်လိုက်ပါသည်ထိုညကမောင်ပြန်လာသောအခါ8 နာရီထိုရန်15 မိနစ်ပင်လိုသေး၏
မောင်သိတ်တော်ပါလားမိန်းကလေးကိုဘယ်လိုများနှစ်သိမ့်ထားပါလဲအင်းလေမိန်းကလေးတူတဲ့ဟုတ်ချင်မဟုတ်မီမိဘဆွေမျိုးပင်ပါချင်ပါလိမ့်မည်ကျမသည်ဂီတာတီးနေစေချိန်ဖြစ်ခဲ့၏ရင်ခုန်တန်နေတီးလိုင်းတရွေ့ရွေ့တိုးဝေကိုရင်မှာတရီရီတွေးမိတည်ပြီလေအခုတော့နှောင်းမှမျက်ရည်ဝေအစုံတမတစ်ဖက်နဲ့တစ်ဖက်ညီကုန်မောင်ကျမပြီးမှငြိမ်သက်စွာရက်လာသည်ကျမမော်ကြည့်လိုက်တော့အခါဖန်းချောင်းမီးအောင်အောက်တွင်မောင်မြတ်ဝန်းများရှင်လန်းနေသည်ဂီတာကိုချက်ချင်းရပ်ပစ်လိုက်သည်မောင်ကကျမပြီးမှဝင်ထိုင်၍ပြုံးပြသည်မောင်ပြုံးကချစ်ခင်မှုဖြင့်တောက်ပစွာအပြစ်ကင်းလွန်သောကြောင့်ကျမမှန်းဆချက်များမှားလီသလားဟုပင်တန်တရားဖြစ်မိသည်တီးအောင်မလားတီးလေဂီတာဆိုတာမောင်မရှိမှလိုတာပါမောင်ကျမကိုတရီလက်လုံငေးမောနေ၏ထို့နောက်ကျမလက်ထဲမှဂီတာကိုဆွဲယူချိတ်ထားလိုက်၏မျက်နာတူရှူသူငေးမောနေမိသောကျမကိုမောင်ကပါချင်းအပ်ပြီးကျမစပင်တို့ကိုလက်ဖြင့်ညင်သားစွာစော်ကစားနေခဲ့၏နေကောင်းရဲ့လား။အိုးကောင်းပါတယ်။ချစ်မျက်နှာလေးနည်းနည်းညှိုးနေတယ်။ကျမမျက်နှာကိုအတက်နိုင်ဆုံးပြုံးပြလိုက်၏။မောင်ကိုလွှမ်းလို့ပါကွယ်။ပို့ပြီးသူဘယ်နှစ်နာရီမှမကြပဲနဲ့။အဲ့ဒါဖြင့်ဒီညအိမ်မပြန်နဲ့တော့။ဘယ်ဖြစ်မလဲ။ဘာမှပြောခဲ့ရတာမဟုတ်ဘူး။သူတို့ရိပ်မိမှာပါကွာ။မောင်စီမအိမ်မဲဆိုတာ။မဖြစ်ဘူးမောင်။မရဘူးပြန်မလွတ်ဘူးဟာမောင်ကမချုံမချင်းမျက်နှာနဲ့ကျမကိုကရင်မော်အိတ်အောင်အသားရတွန်းလဲ၏မောင်တော့ဘာလို့မလို့လဲဘာမှမလုပ်ဘူးနမ်းမလို့ငါ့ကိုအဲ့လိုမယုံမကြည်လေးတဲ့နဲ့မမေးနဲ့ငါဘယ်တော့မှနင့်ကိုနာကျင်အောင်လုပ်ခဲ့ဘူးလို့လေထိုညကကျမသည်ပထမဆုံးအကြိမ်ဖြစ်မောင်အကျဉ်းသားများကိုကြောက်ရွံ့ထိတ်လန့်ခဲ့ပါသည်ဒီမှာမောင်ကျမဘသူလဲဟူသောမိခုံးမေးဖို့အကြိမ်ကြိမ်အာယူခဲ့၏မမေးရခဲ့ပါဒါဟာဘသူကပေးတဲ့ရမန်မီလဲမောင်ရဲ့တွေးမိသောအခါကျမဝမ်းနဲ့အားငယ်စွာမျက်ရည်ကျ၏ကျမမျက်ရည်များကိုနမ်းမိသောမောင်ကထိတ်လန့်တကြားဖြစ်သွား၏ချစ်မောင်ချစ်ကိုဘာလုပ်လို့လဲဘာမှဖြစ်မလို့သေးပဲနဲ့ကျမမျက်နှာကိုအကဲခတ်၍အကြာချင်းငုံကြည့်နေသောမောင်သည်ပထမဆုံးချိန်ဝေခွဲမရသည့်အရေးများထင်ဟန်လာ၏မျက်ရည်စာများကိုလက်ညှိုးဖြင့်ညင်သားစွာတုပ်ပေးခဲ့၏ဘာစိတ်ဆင်းရဲစရာရှိလို့လဲကိုမှားသွားတယ်ကိုလေချစ်သူရဲ့မျက်နှာရည်မျက်နှာကဲကိုမဖတ်တတ်သေးဘူးသိလားမောင်ကိုပြောဘာဖြစ်လဲဘာလုပ်ပေးရမလဲမောင်တန်မှာယုံကြည်စိတ်ချမှုအပြည့်နဲ့နင်ငါကိုစိတ်ကောက်ပြန်ပြီမဟုတ်လားထမင်းရောစားပြီးပြီလားကျမမဖြေပါကဲထမောင်လကားစားတာပြန်ပို့မှာပါသွားရအောင်လေဒီချိန်ဆိုမြင်လှည့်ရသေးတယ်ကျမ၏ပကုံအောင်မှလက်တစ်ဖက်တကောက်ခွက်အောင်မှလက်တစ်ဖက်ရှူသွင်း၍မောင်ကပွေ့ချီဖို့ဟန်ပြင်း၏အိုးဖယ်ပါထားမလို့ဒီမှာကျေးဇူးပြုပြီးဒေါ်စုစုထွေးငြိမ်ငြိမ်လေးနေပါကျွန်တော်ခမားကိုထမ်းနှက်စားအောင်ပွေ့ချီနိုင်ပါတယ်မောင်ကပြောပြောဆူဆူကျမကိုအိမ်ရှိတိပွေ့ချီလာတော့ကြောင့်ကျမလန်တကြအော်မိသည်ဟောဘယ်လိုလုပ်တာလဲအစောကြီးရှိသေးတယ်အိမ်ရှိလမ်းပေါ်မှာလူမပြတ်သေးပဲနဲ့ဘာဖြစ်လဲခုတ်မိမကိုပွေတာပဲဟေးမယုံနဲ့ငါလွတ်ချလိုက်မယ်ပြောငါကိုချစ်လားမောင်မျက်နှာမှာကျမကိုချစ်ခင်ယူရသည့်အရေးအယောင်များဖြင့်ရှင်လက်ဆဲပါသည်ဖះရီကျမဘလို့နားလေရပါမလဲမောင်ကပဲဟန်ဆောင်ကောင်းလွန်းတာလားကျမပဲလူကဲခညံ့တာလားထိုညကဖြင့်မောင်ပေါ်ထားခဲ့သည့်တန်တရားများအလုံးမောင်ပြုံးဖြင့်ပျောက်လွင်ခဲ့တော့သည်သို့တော့နောက်တစ်နေ့ညနေမှာတော့မောင်ကိုယ်တိုင်စကားမဟုတ်ပဲမြည်သူစကားများမယုံကြည်ခဲ့သောကျမဖို့အိမ်မက်မှဖြုံးကနေလန့်နိုးသွားရ၏နောက်တစ်နေ့ညနေမှာကျမမောင်ရှိရာကလေးစေယုံသို့သွား၏ကျမတို့မျိုးတို့ပစ္စည်းနှင့်စာလူကြုံပေးရန်ကားဂိတ်သို့သွားရန်မောင်ကိုလာခေါ်ခြင်းဖြစ်သည်ကလေးစေယုံရောက်တော့မောင်တငယ်ချင်းများကိုသာတွေ့ရ၏ဒေါ်မမစိန်စာတင်နေသောအခန်းဘဝမှာပင်ကျမချောင်းကြည့်ခဲ့သည်
မောင်ကိုမတွေ့ရ၍ပြန်ထွက်မည်စိတ်ကူးခြင်းကံအားလျော်စွာဆီယာမစာတင်ပြီးစီးသွားသဖြင့်မောင်တငယ်ချင်းအပြေးလွှာရောက်လာသည်မောင်မနက်ကလေးကဝက်ထဲမလာကြောင်းပြောပြသည်အရေးကြီးလင်လိုက်ရှာပေးမည်တဲ့နေပါစေအရေးမကြီးပါဘူးဟုပြောခဲ့ပြီးဖျားသုံးစုရှိအောင်သူဟီနိုကားဂိတ်သို့တယောက်တည်းရောက်သွားပြီးကားဂိတ်မှာပစ္စည်းနှင့်စာပေးလိုက်ရ၏အဲ့ဒီနေ့ကမောင်ရောကျမရောနှစ်ဦးလုံးကန်ဆိုကြ၏ကျမကထုံစံအတိုင်းလမ်းထွက်လျင်ထီဆောင်တတ်သူမဟုတ်တော့ကြောင့်အဲ့ဒီနေ့ညနေအပြန်မှာမိုးဖွဲရသောအခါကျမမိုးခိုရန်လိုအပ်လာ၏ချက်ချင်းတဲမဲပြီးချက်ချင်းဆဲသွားမိမိုးမျိုးဟုလည်းထင်မှတ်သောကြောင့်နီးစပ်ရာတနေရာသို့ဝင်ထိုင်ဖို့လိုအပ်နေစဲမှာပင်အနဝအေးဆိုင်ရှိရောက်လာ၏အေးတောက်ချင်လုံး၍မဟုတ်တော့လဲဖြုံးခနဲဆုံးဖြတ်ချက်ဖြင့်အေးဆိုင်နဲ့ခတ်တော်ဝင်လိုက်မိသည်တဲတဲလေးကြံရသောမျောလင်းချက်ကျုံမြင်ကလေးတစ်ခုထောက်ခနဲပြတ်သွားပြီးအေးစိမ်သောပတ်ဝန်းကျင်နှင့်ဘာမှမဆိုင်စွာပင်ကျမရင်ထဲမှာမိတော့တစ်ခုအရှိန်ပြင်းစွာဟပ်လိုက်သလိုပူပြင်းနာကျင်သွားရသည်မယုံကြည်နိုင်စရာမြင်ကွင်းလည်းမဟုတ်တစားတမြင်ချင်းဖြင့်ရုပ်လုံးတစ်ခုပေါ်လူနေပါရိမ့်မိသိရှိပြီးသောအဖြစ်ပြဆိုပေမဲ့တကယ်တမ်းရင်ဆိုင်လိုက်ရသောအခါကိုယ်ခန္ဓာမှအာရင်များရုပ်ချီရောကြဆုပ်ယုပ်သွားသည်ကျမကအရင်စတင်မြင်လိုက်ရသူမို့ရုတ်တရက်ခြောက်ခြားအံ့ဩမှုကိုချက်ချင်းပြင်ဆင်ထိန်းသိမ်းရန်အချိန်လုံးလောက်စွာရခဲ့၏ကျမရက်ဒီနိုင်စွမ်းပြန်လည်ရသည့်အချိန်တွင်မှမောင်ကကျမကိုမြင်သွား၏မောင်မျက်နှာ၏ထိခိုက်ခြောက်ခြားမှုကိုကျမတသက်နှင့်တကူဒီခါပဲမြင်ဖူးပါသည်မောင်သည်4-5စက္ကန့်လောက်ထိကျမကိုတုန်လှုပ်သောဟန်မူရာဖြင့်ငေးနေ၏ကျမကဟန်ဆောင်မြန်သူပြီးလက်မြောက်ပြကနေပါဟုသောပုံစံဖြင့်ခလန်းလန့်ကစပွဲရှိရာသို့တူးရဲသွား၍ထိုင်ခဲ့ပါသည်ကျမအနှင်းငယ်ညစ်စွာမောင်နှင့်မျက်နှာချင်းဆိုင်ဖြစ်မိကလတ်ထိုင်၌ရွေထိုင်သည်မောင်မိမငယ်လေးသည်ကျမကိုကြောပေးလျက်ရှိသည်ကျမနှလုံးသားကိုအတင်းဆွဲထုတ်သွားမည်ပြိုင်ဘက်မိမတူဖြင့်မနာကြီးနိုင်လောက်အောင်ပင်ချစ်စပွဲကောင်းသောမိန်းကလေးတူပါတကားကြည်ပြရောင်အထက်အောက်စင်သူဖြင့်လမ်းဆက်နူးညံ့စွာလှပတင်တဲ့သူတူဖြစ်သည်စောစောကဘေးဆောင်မြင်ခဲ့ရသောပေါမိုးကလေးများမှာပန်းသွေးရောင်ရဲနေသည်ဘလောက်ချစ်စရာနူးညံ့လိုက်တဲ့မိန်းကလေးပါလေဘာတော့မလဲကျမအနာသို့လာရက်သောအင်ဂျီဖြူလုံလီပြာနှင့်ဆိုင်ဝင်တဲ့မိန်းကလေး၏အတန်သည်လိုအပ်သည့်ထက်ကျဲလောင်စွာနားရဲဆောင်ဝင်သွားသည်ဘာတော့ရရင်ကောင်းမလဲတမယာရေးပဲပြပါကျမ၏ဒူများတဆက်ဆက်တုံ၍ရိုင်ရွဲ့နေစေဖြစ်၏မောင်သည်ကျမကိုလှမ်းကြည့်နေ၏မောင်မျက်နှာ၏အနီးခတ်မှုရှက်ရွံ့ထိတ်လန့်မှုသည်တဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်မောင်သည်ကျမလောက်ဟန်ဆောင်မြန်သူမဟုတ်ချေမောင်ကိုမျက်လုံးချင်းစုံချိန်ကျမဒုတိယအကြိမ်ပြုံးရပြလိုက်သောအခါပထမအကြိမ်ထက်ပုံမလွယ်ကူသွားသည်ကိုအံ့ဩစွာသိလိုက်၏မောင်ကလည်းချက်ချင်းပြန်လဲပြုံးပြ၏မဆိုးပါလားမောင်ပြုံးကတကယ်ကိုမိတ်ဆွေတယောက်ကိုပြုံးပြတော့ပြုံးမျိုးပါမောင်ပြုံးကြောင့်မိန်းကလေးကကျမဘက်လှည့်ကြည့်သည်နတ်မောင်သောမျက်လုံးများကမောင်ကိုညှို့ယူနိုင်စွမ်းမိမှာတန်တရားဖြစ်ဖို့မလိုပါမောင်ကတခုခုပြောလိုက်၏ကျမမြည်သူဟုပြောခြင်းပင်ဖြစ်ပေလိမ့်မည်မိန်းကလေးကကြည်လင်သောမျက်နှာပေးကလေးဖြင့်ကျမကိုခိတ္တဆိုင်ကြည့်ပြီးနှက်ခမ်းကပြုံးလာသည်ခလန်းလန်းမှကြည့်လင်ပင်နှက်ခမ်းလေး၏နူးညံ့လက်ဆက်မှုကိုခံစား၍ရ၏ထို့နောက်မောင်ရောမိန်းကလေးရောခေါင်းငုံ၍စကားပြောနေကြဟန်တူသည်ကျမရင်ထဲမှမခံမရနိုင်အောင်နာကျင်မှုသည်ဒေါသဖြင့်နာကြည့်ခြင်းမဟုတ်ပါနူးညံ့သောဝမ်းနည်းခြင်းသာဖြစ်ပါလိမ့်မည်တမယာရီလာချသောအခါအနှင်းငယ်သာကျမတောက်ပါသည်အပြင်တွင်မိုးသည်သဲမဲစွာရွာသွန်းနေ၏ကဲနင်ပါလို့မလဲမိုးမဆိုတဲ့အရေးရောက်မှခက်ခက်ခဲခဲထိန်ချုပ်ရင်နေမလားမိုးရွှဲနေတဲ့လမ်းပေါ်မှာတယောက်တည်းစိတ်ကိုလွတ်ပြစ်မလားနောက်ဆုံးအပြင်မှာပဲစိတ်ဆင်းရဲဖို့ဆုံးဖြတ်လိုက်၏
သို့တော့ကျမမောင်ကိုနှုတ်ဆက်ခြင်းသေးသည်ပတ်စံရှင်းသောအခါမောင်တို့စပွဲအတွက်ပြေစာတရွက်တသက်ဖြင့်ရှင်းပေးလိုက်ပါသည်ကိုယုံကြည်စိတ်ချစွာအနှဲငယ်မိုက်မဲစွာမောင်တို့စပွဲသို့လျှောက်သွား၏ဟန်ဆောင်ထားသောမောင်မျက်လုံးများတစ်ချက်လက်ခနဲစူးသွားသည်နူးညံ့၍လုံးဝသောမောင်၏အောင်နှခမ်းလေးသည်ပင်စက်ခနဲတုံရင်သွားလေသည်အနီးကပ်ရက်လိုက်သောကျမကိုမော်ကြည့်နေသည့်မောင်မျက်နှာမှာအသနာခံတောင်းပန်သည့်မျက်နှာပါတေးကြပါသည်တောင်းပန်၍မရလျင်ဖြစ်ချင်ရာဖြစ်ဟုသောစိတ်ပြတ်အားငယ်သောမြည်မျက်နှာလည်းဖြစ်၏ကြည်စံနင်ကြောင်းလက်ပြီးဒီမှာလာညိတ်နေတာကိုငါတော်ချိုင်းဝေါ်ထဲရောက်ခဲ့သေးတယ်ဒေါ်မစိန်လက်ချယူတယ်လေနင်းသိတယ်မဟုတ်လားမောင်သည်ကြိုးစားထိန်ချုပ်ထားသောမျက်နှာထားဖြင့်ပြုံးလျက်ခေါင်းငိမ့်သည်အနောက်ရှက်မဖြစ်ဘူးဆိုရင်ထိုင်မယ်နော်ဟာထိုင်ပါမောင်ရောမိန်းကလေးပါအနေခန့်နေဟန်ရှိသည်ကျမကမောင်တို့နှစ်ဦးကြားတွင်ထိုင်ပါသည်မောင်ကပင့်သက်ခိုးရှိုက်လေသည်မောင်၏စိုးရိမ်ပူပန်နေသောမျက်နှာကိုမရေမောရက်စွာပင်တနာနေခဲ့သည်ဟေးနင်ငါကိုနှုတ်ပိတ်ခပါကြွေးမှလဲငါကတကြောင်လုံးတည်သွားအောင်တရင်လွှင့်ပြလိုက်မှာနော်မောင်မျက်နှာပြတ်သွားသည်မိန်းကလေးကတော့မောင်ရှက်သွားသည်ဟုထင်လိမ့်မည်ကျမကတော့မောင်ကိုနှင်းများစွာပေါင်းတင်လာခဲ့သူမို့မောင်ဘာဖြစ်သွားမှန်းသိလိုက်၏နန်းနဲ့မိတ်ဆက်ပေးရအောင်မယ်မောင်၏အာရုံစိတ်ပြည့်ဟန်နှင့်ပြဿနာကိုရင်ဆိုင်လိုက်တော်မူမျက်နှာငယ်ငယ်ကိုကျမအရသာခံ၍မကြည့်ရသောကြောင့်ကျမကပင်စကားဖြတ်ပစ်လိုက်၏နန်းကိုသာမိတ်ဆက်ပေးဖို့လို့မနာမည်ကစွစုထွေးလို့မှတ်ထားနော်မမတို့ကဒုတိယနှစ်ကလေးကတိတ်ခင်တဲ့အတန်းမော်တငယ်ချင်းတွေပါနန်းကိုမမကတော့တီးပြီးသားနန်းချောင်းသူပြောလွန်းလို့နန်းကိုမမြင်ဖူးခင်ကပဲတီးနေတာအိုးမိန်းကလေး၏အာမေရိတန်ကရှယ်ရွံစွာမောင်အာမေရိတန်ကတော့မယုံကြည်နိုင်စွာကျမကမိန်းကလေး၏နာမည်ပြေဆုံးကိုရွ၍အဲ့ဒီနာမည်ကတော့မမတွေမကဘူးမမတို့တရံလုံးရင်းနှီးပြီးသားတီလာဟုချစ်စနူးစာနောက်လိုက်သည်မိန်းကလေးကရှက်ရွံ့စွာတူတူကလေးရဲ၍လက်ကင်ပေါ်ဝါခောက်ဖြင့်မောင်းလက်ဖြံကိုလှမ်းရိုက်သည်ကြည့်ကိုမကောင်းဘူးဘာရီလျှောက်ပြောထားတာလဲမောင်ကအသက်ကင်းမဲ့စွာရေမောလေသည်ဟန်ဆောင်ထိတ်ချုပ်ထားသည့်မျက်နှာမှာကျမကိုကျေးဇူးတင်သောမျက်လုံးတို့ကရှွန်းလက်သွား၏တစ်ချိန်တည်းမှာပင်အံ့ဩနာကျင်ဟန်လည်းမြင်ရသည်ကလီတန်တို့ဂျက်ဖ်ကုတ်တို့ပြဋ္ဌာန်းစာအုပ်များကိုသာမကြည်ညက်သောကျမသည်မောင်မျက်နှာထားကိုတော့အစာအဆုံးအလွတ်ရနေပြီဖြစ်၏တိတ်တော့မပြောပါဘူးညီမလေးရဲ့အထက်တန်းကျောင်းသားဘဝကလေးကချစ်မြတ်နို့လို့အသေးအတန်လိုက်ခဲ့ရတဲ့အကြောင်းညီမလေးကျောင်းပြန်မှကျောင်းရှိအုပ်ခုံကနေစောင်းကြည့်တဲ့အကြောင်းညီမလေးကတိတ်မာနာကြည့်တဲ့အကြောင်းမနေ့ကမှညီမလေးစီကအချစ်ကိုခက်ခဲရတဲ့အကြောင်းကြာတော့မမတို့နားကြီးလာရောတိလားအမေနန်းကိုကမမတို့နားမထောင်ရင်လက်ဖက်ရည်တိုက်ပြီးကိုပြောတာဟာကိုနော်ကျမဟဲ့ပရဲ့တန်းမှာနာကျင်တန်းနည်းနည်းမှမစွတ်ပါညီမလေးက chemistry နော်ဘယ်နဲ့နှစ်လဲအခု final year ရပါကျောင်းပိတ်သလားဟုတ်ကဲ့ရောက်တုံးဖြည်းဖြည်းပေါ့ကွယ်မပြန်နဲ့အောင်တနေ့နေ့တော့ညီမလေးကိုညစာကျွေးခြင်းနဲ့ဘယ်နဲ့လဲနင်းချိန်တွေကငါ့ကိုနည်းနည်းခွဲပြီးတော့မပေးနိုင်ဘူးလားကျမရေမော၍မောင်ကိုစားတော့မောင်သည်တအံ့တော်ငေးဆိုင်လျက်ခေါင်းကိုခါရမ်းနေပါသည်ကျမအမေကိုဖြေသည့်သဘောမဟုတ်ပါစိတ်ပြက်လက်ပြက်ဘာလို့ရမှန်းမသိလျင်ပြုတ်မှုတတ်သောမောင်ကျင်သားဖြစ်၏ကျေးဇူးပါမမရဲ့ဒါပေမဲ့နမ်းမနဲ့ပြန်มาပါအော်ဟုတ်လားကဲဒါဖြင့်ငါလိုက်မသိလို့နင်းဆဲနေအောင်မယ်ရောဒီမှာနင်တို့အတွက်ငါရှင်းပေးခဲ့ပြီပြေစာစာရွက်လေးကိုမောင်တို့နှစ်ဦးကြားချပေးလိုက်သည်မောင်မျက်နှာမှာတအားနာကျင်စွာအရိုက်ခံရသလိုရဲသွား၏ဟာဘာဖြစ်လို့ပေးလိုက်တာလဲကွာခတ်လိုက်တာမောင်တန်များအနေငယ်တုံနေသလိုပဲမမကလည်းအားနာစရာအိုးတခါတလေကြုံတာဒီလိုဆောင်မိဖို့ဆိုတာလွယ်တာမှမဟုတ်ဘဲညီမလေးရဲ့မောင်မှာပတ်စံပြတ်သွားပြီဆိုတာကျမသိပါသည်မောင်တယောက်စီကချင်းဟာလာခြင်းဖြစ်လိမ့်မည်ကဲငါပြန်မယ်ဟာဘယ်ဖြစ်မလဲအပြင်မှာမိုးတွေဒီလောက်သေးနေတာ
မောင်တန်ကကျမအားမိုးရွာတဲ့သူတကယ်မပြန်စီလို့သောစေတနာပြင်းနေဆိုတာကျမသိပါသည်အနေငယ်ပိုင်စိုးပိုင်နှင်းလေးတမ်းမင်းနဲ့အကျင့်ပါနေ၏ရပါတယ်မရပါဘူးမပြန်စမ်းပါနဲ့နမ်းမှာထိပါတယ်ပြီးတော့သူနဲ့အတူဆောင်ပေါ့နေပါစေနှစ်ယောက်ဆောင်တော့မလုံးဘူးပေါ့ဟဲ့တယောက်တည်းဆောင်တာကောင်းပါတယ်ငါဖြစ်ပါတယ်မိုးရေရဲရှောက်နေကြပါဟာမောင်၏နာကျင်နေသည့်သောမျက်လုံးများကိုဖြတ်ခနဲ့တစ်ချက်ကြည့်ပြီးကျမယုတ်ကြည်ထွက်လာခဲ့၏ကျမသည်ရွှဲဆူနေသောကိုဖြင့်မိုးတဲတဲကြားတွင်တုန်လှုပ်စွာနာကျင်ထိခိုက်စွာကားမှတ်တိုင်းထိလမ်းလျှောက်လာခဲ့သည်မောင်ရင်ခွင်မှတိုးဝင်၍ဝမ်းပန်းတနေရှိုက်ကြီးတငင်ကိုပြစ်လိုက်ခြင်းသောဆန္ဒဖြင့်မျက်ရည်များလိမ့်ဆင်းကြလာသည်ရင်းရိုင်နေသောခြေထောက်များသည်စိုကပ်သောထမိန်ဖြင့်တွန်းဆုပ်တုံနှီးစွာရှောင်နေ၏ထိုနေ့ကဘာစိတ်ကူးဖြင့်အမှန်ငါစီ၍မောင်ရင်ပြန်ခဲ့မိကြောင်းကျမမသိအိမ်ရောက်တော့ကျမကရင်ပေါ်သို့ရေဆူရွှဲနေသောခန္ဓာကိုယ်နှင့်ပင်ပြစ်လဲလိုက်၏ဘေးနာကဂီတာကိုဆွဲပက်လက်အိမ်ရင်တီးနေခဲ့သည်ဘာရီတီးမိတယ်လဲမမှတ်မိပါကျမစိတ်ထင်တော့ခါတိုင်းတီးနေကြကိုနေဝင်းဤလွမ်းရည်ခက်ခက်တဲ့ချင်းနဲ့နောက်ဆုံးအိမ်မက်တစ်ခုခုပဲဖြစ်မိအစားအဆုံးလဲဟုတ်မည်မထင်ဟိုတစ်ပိုက်ဒီတစ်ပိုက်ပဲဖြစ်မှာလမ်းထိပ်ကင်းတဲ့စီမှာ6နာရီတန်းချောင်းခောက်တန်းကိုပင်တဲ့တဲ့ကြားနေရသည်၏မိကနေအိပ်ပျော်သွားသလားမသိကျမကိုတယောက်ယောက်ကပွေ့ထူသလိုခံစားရမှနိုးလာသည်ကျမအပေါ်မှာအုံမူနေသောမောင်မျက်နှာချစ်ရဲ့ချစ်မဟုတ်ပါဘူးကွယ်နမ်းမှာထိုနေ့ညကမောင်ကိုပြောခဲ့သောတခွန်းနေသောခနဲ့စကားပါမောင်ကကျမကိုပေါ်သို့မောင်၏မွေးဝါတစ်ပတ်ဆောင်ဖြင်းချုံကရေဆိုးသောခန္ဓာကိုယ်ကိုခြောက်သွေးစေသည်ကျေးဇူးတင်ကြောင်းပြောဖို့တတိယသေး၏မပြောပြဘူးထင်တယ်ထို့နောက်စိုကပ်နေသောသပင်များကိုရေတုပ်ပေးသည်ယုံထွက်လိုက်ဖို့ကောင်းသည်နော်မောင်ကကျမကိုပေါ်သို့မောင်အင်ကြီးကိုဝတ်ပေးသည်စပိုရှက်တစ်ထဲဖြစ်၏ထို့နောက်မောင်ပစုကိုဝတ်ပေးသည်ထမိန်ဝတ်တယ်လို့မဝတ်တတ်သောကြောင့်ခါးတွင်ဖြစ်တယ်လို့စူချီပေးထားခဲ့သည်ထို့နောက်ရေစိုးဝတ်များကိုအပြင်ဘက်ကျိုးတန်းမှာသွားလှမ်းဟန်ရှိသည်ချစ်ကျမမျက်လုံးဖွင့်ကြည့်သောအခါမောင်ရင်ခွင်ထဲရောက်နေခဲ့ပြီအိမ်မဲအိမ်လေးကိုပွေထားမယ်ကျမမောင်စကားကြောင့်ရဲမောမဆုံးတော့ကြီးရဲမောရတာကိုအရသာတွေ့ပြီးရဲနေပြန်တော့သည်မောင်ကိုဘာစကားမှမပြောခဲ့ကြောင်းသိကြပါသည်မောင်ကကျမမျက်နှာကိုစိုက်ကြည့်ရင်ဟန်ဆောင်ကောင်းလာချီလာချစ်ရဲ့ဟူသောစကားကိုကြောင်ကရမ်းပြောသလိုခဏခဏညှိညူနေ၏မောင်ကိုတခုခုပြောပါအောင်မောင်ကိုရဲဆက်ဆက်ရိုက်စမ်းပါဟန်ဆောင်ကောင်းလာချီလာရင်ဘာဖြစ်စေချင်လဲကိုဘာလုပ်ပေးရမလဲဘလို့ဖြစ်မှကျေနပ်မှာလဲထိုနေ့ညသည်ကျမနှင့်မောင်၏နောက်ဆုံးညသားဖြစ်ပါသည်